ကျွန်တော်ဒီနေ့ပြောပြပေးမယ့်သင်ခန်းစာက skill comment အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော် object တစ်ခုကိုအရင် copy ကိုလက်မယ်ပေါ့နော် skill မှာကြောင့်၃မျိုးရှိပါတယ်ပထမတစ်ခုကကျတော့ skill factor ရယ် copy ရယ် reference ဆိုပြီး၃မျိုးရှိပါတော့ base point ကလစ်ချမယ်ပထမဆုံးကတော့ skill factor ပေါ့နော်ဒီမူရင်း object ကို skill ဘယ်လောက်ချဲ့ပါလဲပေါ့နော်နှစ်ဆချဲ့ခြင်းလဲဆိုရင်2 enter နေလိုက်ရင်ဒါဆိုနှစ်ဆချဲ့တော့ပြီပေါ့နော်ကိုက3စားချဲ့ခြင်းလဲဆိုရင်တော့ skill factor တန်ဖိုးနေရာမှာ3နေလိုက်ရပါပြီ object ကို select မှတ်မယ် base point ကလစ်ချမယ်ပြီးရင် skill factor တန်ဖိုးထည့်မယ်ပေါ့နော်4ဆိုရင်တော့4စားပေါ့နော်ဒါဆိုမူရင်းက4 base ဆိုရင်ကျွန်တော်တို့က16 base ဖြစ်သွားမယ်ပေါ့နော်ပြီးရင်ဒုတိယတစ်ခုကကျတော့ copy ပေါ့နော်ဒီမူရင်းတစ်ခုလည်းမဖြတ်ဘူး copy လည်းကူးပြီးတော့မှ skill factor ချဲ့မယ်ပေါ့နော် base point ကလစ်ချမယ် copy လုပ်မယ်ဆိုရင် C enter နှိပ်ပြီးတော့မှကျွန်တော်တို့က skill factor တန်ဖိုးနှိပ်ပြရတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော် reference ပေါ့နော်ကျွန်တော်တို့က reference ယူပြီးတော့မှ skill ချမှာဖြစ်ပါတယ် base point ကလစ်ချမယ်ကျွန်တော် reference line တစ် line ကိုယူလိုက်ပြီပေါ့နော် first point ကလစ်ချမယ် second point ကလစ်ချမယ်ပြီးရင်ကို reference ယူထားတဲ့ line ကိုကျွန်တော် pointer လေးမှတ်ပြီးတော့မှကလစ်ချလိုက်ရင်ရပြီဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်တကယ်လို့နားမလည်ဘူးဆိုတော့ကျွန်တော် comment မှာဖြစ်ဖြစ် chat box မှာဖြစ်ဖြစ်လာမေးလို့ရပါတယ်